မင်းတို့က39မင်းကြောက်ဟုတ်မလားနတ်တို့တရင်းတရားမင်းကိုတရဏဂုံအစ်ရဆိုလက်ညှိုးထိုးပြီးတော့စုပ်ပြတ်တဲ့တရားစုပ်ပဲတဲ့အေးသူပြမနတ်သားရဲ့ဖယားကိုဗုဒ္ဓကိုနတ်ဗုဒ္ဓဓမ္မောကိုနတ်ဓမ္မောသံဃောနတ်သံဃောလို့သွားပြောဘယ်တော့မှမပြောတော့ပါတရားမင်းသုဘဗုဒ္ဓသရောင်းစားဖယားတရားဟောလိုက်တယ်မတရားရသွားပြီတရားမင်းကစမ်းကျင်နေဆိုပြီးတော့အိုးသရောင်းစားကြီးတော့မော့ကြည့်တော့ခင်ဗျာမင်းဆင်းရလိုက်တာအနူသားကြီးတနေ့လုံးကုတ်ဖက်နေရလို့သုဘဗုဒ္ဓ तू လာအိတ်တဲ့အိမ်ကနိုးတယ်သုဘအိတ်နေသူတွေဗုဒ္ဓနိုးတယ်ဒါပဲပေါ်နေရအမလေးဗျာကြိုက်လာရဲ့ဆိုတော့ तू ဒီကောအဲ့တော့ခဲနဲ့ထူတာပေါ့သူ့ကို तू ရှိနေတညာလုံး तू ကအော်နေတော့အဲ့အိမ်ကနိုးလို့သူ့ကိုသုဘဗုဒ္ဓသောတာပန်တည်သွားတယ်ဗျာအနူကြီးတရဏဂုံအစ်စ်ရသွားတယ်တရားမင်းကအိုသုဘဗုဒ္ဓကျက်တဲ့လောက်ပတ်စံကိုတောင်းဗုဒ္ဓနာဗုဒ္ဓဓမ္မောနာဓမ္မောသံဃောနာသံဃောအဲ့စကားလေးသုံးခုကိုပြောတယ်မော့ကြည့်မင်းကဘာလုပ်လဲနတ်တို့တည်းတရားမင်းတဲ့ပါဇက်ကလည်းစုပ်ပြတ်လိုက်တာတဲ့သွားမတိုက်ခဲ့ဘူးလားမသိဘူးတဲ့အေးရောမင်းတို့ကအခုကြည့်မင်းတို့က39မင်းကြောက်ဟုတ်မလားနတ်တို့တည်းတရားမင်းကိုတရဏဂုံအစ်ရဆိုလက်ညှိုးထိုးပြီးတော့စုပ်ပြတ်တဲ့တရားစုပ်ပဲတဲ့ကြက်တိရုပ်လိုက်တာပြောလွတ်လိုက်တာဗျာဟောဗျာတရဏဂုံအစ်ရသွားတယ်လေအဲ့ဒါမြတ်စွာဘုရားတဲ့မြတ်စွာဘုရားရဲ့တရားနာပြီးသုဘဗုဒ္ဓကိုယရဏရွှေငွေမင်းတရောင်းစားအကုန်ပေးမယ်မင်းဆင်းရဲတယ်ငါဘာလို့ဆင်းရဲတယ်ပြောလေငါတရဏဂုံ3ပါးရှိတယ်မဆင်းရဲဘူးတော့ဟောတတ္တဒနံတတ္တသီလသုဒ္ဓစာကပညာဟိရိဩတ္တပခုနှစ်ခုအဲ့ဒီဥစ္စာခုနှစ်ပါးရှိတယ်တဲ့ဟိရိကြော့ငွေမကောင်းမှုရုပ်ကိုရှက်တက်လို့ငါမှငွေတွေရှိတယ်ယွန်တက်မုံတက်လို့ရွှေရှိတယ်ဟိရိကြော့ငွေဩတ္တရွှေနဲ့နမွေးကြာပုံခက်ယုံတန်တာတရားနာခဲ့လို့သုတ္တဆိုတဲ့တန်တာရှိတယ်တတ္တမြတ်မြတ်သာသနာကိုကြည်ညိုတဲ့မြရှိတယ်သီလပလဲသီလမကျိုးပေါက်တော့ပလဲရှိတယ်တဲ့စာကမဏိစွန့်ကျဲတဲ့ဗရမ ्या ရှိတယ်တဲ့ဗုဒ္ဓဝရစိတ်အသိမဲ့ညံရှိတော့စိတ်ရှိတယ်တထေးกว่า sorry ပဲမင်းတရားမသွားလိုက်တော့ဟာအဲ့ဒါမြတ်စွာဘုရားကတရားမင်းတဲ့မင်းတို့တရား100 1000သွားပြောလဲငါသားကြီးရဲ့သုဘဗုဒ္ဓကလူရတာနူးနေတာကွာတဲ့တတ္တတရားမနူဘူးတဲ့ဗျမနူဘူးတဲ့ဗျာတထေးဗျအနူတော့မင်းတို့တတိရှိကိုလိုတယ်ဗျအဲ့ဒီအနူကိုလေယရနာတွေပေးမှယူဘူးဗျ